这就是那个你是个你，他不马上生产，今天就弄表面哈，就弄不如比个零维那样嘞，个不如比个不文上来说哈，就弄表表了没？那这些，比如说话咧，就弄表内容，这个拿么来无所谓，你来尝对吧？那。如果说人家讲伊咱考虑下就阿来拿来咱们人业绩的话，人路一定项目路的，那路或者这个路拿么来呀，或者是路线那路来尝对吧？比如说就是个比较刚我们来拿尝对下，那路刚说些呢。OK，个杂哈，第三个例子呀，我说，嘛杂听个不知道谈下来，ikan semua ni biju lu sebuah ingramnya nelo songsemnya tu se nu sina pa sina ni tu tinda rin antron ni mo dan pumsungi ni pa asia tun pa ni tu tinda apa sina rin antron nu sejun nu sina tu tinda rin antron tu ni boleh selai noro di tengah dua mahanga amiu tu ni ingkai amiu tu ingkai tu lu ribai lu song le sura noro tu biar no solusi tu no yang sumi le niမျိုးသားတွေအမျိုးသားအင်္ဂါဘာလို့လုပ်လဲဘာလို့ကန်စီရီးတော့ပြီးပြီစေအဲ့လိုပဲတမ်းနေဒီညလေးပြောမဲ့အချိန်မှာလေနားရှက်တရားလည်းနည်းနည်းပါမယ်တိလားဒါပေမဲ့မရှက်ပါနဲ့ဒါရှက်ကြမလို့ဒါပါဆိုကျွန်တော်တို့ရင်ဆိုင်နေရမယ်နော်ကျွန်တော်တို့လိုအပ်နေတာကျွန်တော်တို့တချို့ဆိုလို့ရှိရင်အခုထိအတွေ့အကြုံမရှိတဲ့ဒါပဲရှိကောင်းရှိတယ်လေဒါမတွေ့ကြုံမရှိသေးဘူးဆိုလို့ရှိရင်ဒီအသိပညာကိုယူပြီးတော့နောက်တစ်ချိန်မှာကိုကအသုံးချလို့ရအောင်နော်ပြီးလို့ရှိရင်အခုဆိုလက်တွေ့သုံးနေတဲ့သူတွေလည်းရှိကောင်းရှိမယ်အဲ့ဒါလေးပို့ပြီးတော့ကကနာနာလေးသိအောင်ကျွန်တော်ရှင်းပြချင်ပါတယ်စင်ကပါပိုခါနဲ့သူစီနာတဲ့တဲ့တွန်းအဲ့ဒါဒီကတလိုက်ဘယ်လိုလဲဆက်ဆံတူနာချင်းလုံးသူကဆွာဟုတ်ကဲ့ဆွာတဲ့တယ်မှာဘယ်ကနေဒီလိုလေးဆက်ဆံခြင်းနဲ့စိတ်ကဘယ်ထွက်လာလဲဆိုတာသိကြလားအဲ့ဆိုလို့ကျွန်တော်တို့အရင်ဆုံးပထမအောင်ဆုံးကျွန်တော်တို့ယောက်ျားလေးအိမ်သာဆောင်ပြောရအောင်နော်အဲ့ဆိုအခုယောက်ျားလေးပုံများတဲ့အတွက်ယောက်ျားလေးရင်စားပေးတယ်ပြီးမှမိန်းကလေးတွေကျွန်တော်တို့သွားရအောင်နော်โอเคအဲ့ဆိုလို့ရှိရင်ပုံလေးကြည့်ရအောင်ဒီကပုံလေးတစ်ချက်ကြည့်ရအောင်အပေါ်ကပုံလေးဘာမှမထိုးတဲ့ဟာလေးအဲ့မှာကိုကတစ်ချက်ကြည့်ပြီးတော့ဒီအင်္ဂါလေးကဒီနေရာလေးကဘာပါဒီနေရာလေးကဘာပါဆိုတာမကတော့တေးစုမဟိစကောမကတော့တေးစုမဟိစကောဆိုပြီးအဖေကြီးနဲ့တူမှာဘယ်ကတော့သူတော့โอเคအဲ့ဆိုလို့ရှိရင်လိမ့်ကန်လေသူ့ရဲ့ကြွတာသူစီမှာရှိတဲ့ကြွတာကခန္ဓာကိုယ်မှာရှိတဲ့ကြွတာနဲ့မတူဘူးထူးခြားတယ်သူစီမှာဘာတွေရှိလဲဆိုတော့ခါကျသူ့ကြွတာတွေမှာတွေးကြုံနေအများကြီးရှိတယ်တွေးကြုံနေအများကြီးရှိတယ်အမပါစီနာตักษาของขั้นทรีต่างเดียวมาทรีโซกันปุ่มแรงนี่กันปุ่มการนั้นกันปุ่มมีทรีให้ใช้มันอาจนิ้วเราโมยันนี่จะสิ่งเสียจนแต่ถ้าพอรู้เว้ยไอ้หัวเรียง่ายจะตายเลยทีเดียวทุกสิ่งมันด้วยโจทย์เรียง่ายสิเไอ้ที่มันรู้เที่ยวก็เรื่องอะไรรู้แค่จีดูดังลงเช่นอะไรเล็กเส้นสัญชาติวิสุรุษไอ้แต่ถ้าเรียเปลี่ยนละเลยเปลี่ยนละပြီးတော့ဒီနေ့မှာတွေးကြောတွေဝင်လာတာတွေးကြောတွေထဲမှာတွေးတွေဝင်လာပြီးတော့ပြည့်သွားတာမတည်ခံတဲ့စင်နမောင်းထောင်လာမကပါဘိုက်ကအခိုင်စီမတိခံတွေးကြောတွေကမကတော့အဘူကိုင်းကိုခံကြည့်ရတကားလေးတွေပြန်ပြည့်သွားတာมาคาจะติดต่อละอันท่าจะเสียจนเบรุมาเปลี่ยนเพื่อนเลยเชื่อข้าเจ้าตู้ยเสียเดียมาสิเด้เลยเสียเดียวคนรู้เลยเสียสัญญาเสียเดียวคนรู้เปลี่ยนมาเลยไอ้เจ้าเปลี่ยนเพื่อนดีกว่ามูได้เองก็เปลี่ยนเปลี่ยนว่าโอเคเนาะโอเคแล้วสรุปเสียแต่ที่ก็แต่จีลายไปสรุปเสียอุปมาဒီလူတယောက်ကတွေးတိုးအရင်ရှိတယ်စီးချိုယောဂါတွေပဲရှိတယ်ဆိုလို့ရှိရင်နောက်ပိုင်းကျလို့ရှိရင်အဲ့ဒီလိင်ကဆန္ဒကျွန်တော်ပြောရဲဒီကြက်သားတွေပေါ့နော်ကြက်သားတွေခင်းချုပ်မှုမကောင်းတော့ဘူးဆိုတော့ခါကျအမျိုးသားကလိင်ဆက်ဆံလို့မရတော့ဖြစ်တတ်တယ်မောမခက်ဆက်တော့သူပြောရှင်တာလေးကဝေးစီလို့ပြောရနော်ဝေးစီဘယ်နှခုရှိလဲကျွန်တော်စီမှာနှစ်ခုနော်ဝေးစီကဘာနဲ့တူလဲဆိုတော့ခါကျကျွန်တော်တို့စက်ယုံကြီးနဲ့တူတယ်စက်ယုံကြီးနဲ့တူတယ်သူကတစ်ခါစက်ယုံကြီးတွေမှာဖြစ်စည်းတွေထားထုတ်တယ်မလားအဲ့လိုပဲသူကလည်းတစ်ခါထုတ်လို့ရှိရင်တန်းနဲ့ချီပြီးတော့ဖြစ်စည်းတွေထုတ်တယ်ထုတ်ပြီးတဲ့ခါကျတော့အဲ့ဝေးစီပင်သားလေးမှာပြားလေးထိုးတာဆိုတစ်ချက်ပြန်ကြည့်ပေးပါဦးကျွန်တော်
ပါရေးထားလဲဝိသိပင်္ဂါလေးမှာဒီမှာတော့မရေးထားဘူးအဲ့ဒါကိုဒီနားလေးမှာလေဒီဝိသိပင်္ဂါလေးမှာဟိုအပြုံလေးအရေးကြီးတဲ့တစ်ခုရှိအဲ့ဒါလေးကိုကျွန်တော်တို့ epidermis လို့ခေါ်တယ်အဲ့ဒါလေးကဘာလို့ပေးလဲဆိုတော့ခါကျတော့ကျွန်တော်တို့ဒီဝိသိကနေထွက်လာတဲ့တုပ်ပိုးကောင်တသေးလေးအဲ့မှာတူပေါင်းထားတယ်စက်ရုံတစ်ခုမှာပစ္စည်းတွေထုတ်ပြီးတော့ချက်ချင်းဟိုမပို့ဘူးဒီဈေးကွက်တွေကိုမဖြန့်ဘူးဒါပေမဲ့ဒီပစ္စည်းတွေတူပေါင်းပြီးတော့ packing တွေပါလုပ်ပြီးမှသူကထုတ်ပေးတဲ့ပုံစံမျိုးပဲဟောမကတော့ဒီဒီမူတွေအဆော့မီကတော့ဆိုဒီ academy တွေနဲ့အခုံနေမကတော့ကတော့ဒီစစ်စစ်အနေဒီ packing ပေါ်မှာအဲ့တော့အမကဆုံးခံပါချီပေါ်မောပါချီစစ်စစ်စစ်ဆိုအမျိုးသားဥက spam ကန်တဲ့ spam လို့ခေါ်ရဲအဲ့ဒါကိုအမျိုးသားမျိုးစိတ်လို့ပြောအောင်နော်โอเคဒီကပ်ပေအိတ်ကနေဒီအမျိုးသားမျိုးစိတ်ကိုသွားထုတ်ပေးထားတာပြီးလို့ရှိရင်ကျွန်တော်တို့sorry ကပ်ပေအိတ်ကိုဝေးစေးရတယ်နော်ဝေးစေးကိုထုတ်တဲ့ကပ်ပေအိတ်ဆိုတာရှိတယ်ကျွန်တော်တို့အပြင်ကနေဒီလိုလေးဒါလေးကိုကျွန်တော်တို့ခေါ်တာဝေးကပ်ပေအိတ်လို့ခေါ်တာအဲ့ကပ်ပေအိတ်ကဘာလို့ပေးလဲဆိုတော့ခါကြတော့အမျိုးသားတွေအမျိုးသမီးတွေလည်းကိုယ်သားလေးတွေဆိုတိအောင်သိလိုက်မယ်အဲ့ကပ်ပေအိတ်လေးကချမ်းပြီဆိုလို့ရှိရင်ဘာဖြစ်လဲကျုပ်ပူရင်ဘာဖြစ်လဲပူရင်တော့ရင်းနေရပါနော်ပြောဘယ်အခါတော့အစီအခံစွန်းအခီအတော်ဒီစတဲ့လူတွေစကန်စွန်းအချမ်းနေစမကတဲ့တော့ဆက်စွန်းမ spermatogenesis နဲ့sperm ပေါ်လေးစွန်းမြို့သားမျိုးစေ့တွေထွက်နိုင်ဖို့ရင်အတွက်သူက temperature အရင်ခဏမှုတဲ့ temperature ပူချိန်အေးတဲ့ဟာကိုလို့ရှင်လို့မတော့ခံအဲ့လိုထိန်းချုပ်ပေးတာရလားသူက temperature တော့ခဏပရိယာ39 degree centigrade ရှိတဲ့အတွက်ကြောင့်ဒီကပေရဒီဝိစေ့လေးမှာအဲ့လိုအပူချိန်နေတဲ့နေရာဆိုသူကအလုံးမလုံးနိုင်ဘူးဆိုတော့ခါကျတော့သူကအပြင်ထုတ်ပြီးတော့ကပေအိတ်လေးမှာရှိနေတာအေးတဲ့ရာသီတို့တော့လိုချင်တာဟုတ်ပြီနော်ဆိုတော့ခါကျတော့တချို့အမျိုးသားတွေဥပမာဗာလဲနေရာတီမြေတက်တော့ဘာလို့ပါဆိုလို့ရှိရင်အောက်ခံပေါင်းပြီးအရန်ကျက်ပြီးတော့ဝတ်တာတော့ပြီးလို့ရှိရင်အရင်ဒီပေါင်းပြီးတဲ့ဆက်ဆိုပြီးတော့ဒီနေရာကိုအရန်အပူတွေပါအရန်ထားရဆိုလို့ရှိရင်အဲ့မှာသူ့စီမှာဘာဖြစ်လဲဆိုတော့ခါကျတော့ကျွန်တော်ပြောတယ်အမျိုးသားမျိုးစိတ်ထုတ်လို့ထုတ်လို့နော်အဲ့ဒါကြော့နေသွားတယ်အလီတုပ်အစီအခံစွန်းအပါအဝိနာဟာမျိုးစိတ်စပန်ပေါ်အဆော့ပြီးတော့တော့အေးဒီစေIma polisi the city says vast different to say mato pupur rock ni ka mato pupur rock ni ka apu tu sima ka gan the city sia jon dinama prostate gland လို့ဆိုတာရှိတယ်။ဘာလို့စိတ်လို့ခေါ်လဲ။လူအမျိုးသားတွေတော်တော်များများအသက်50ကျော်လာပြီဆိုလို့ရှိရင်စီးကျင်နဲ့စီးအောင်တာဖြစ်လာတယ်။ပြီးလို့ရှိရင်ဒီဘယ်စိတ်ကင်ဆာကအမျိုးသားတွေရဲ့ကင်ဆာဖြစ်လုံးတွေမှာအများဆုံးတွေမှာပါတယ်ဟုတ်ပြီနော်တော့ဘာလို့ပေးလဲဆိုတော့ကကြတော့ဒီကထွက်လာတဲ့တုပ်ရည်တွေကိုဒီကချောစီလေးနဲ့လို့ prostate gland နဲ့အပေါ်မှာ vesical gland ဆိုတဲ့ဟာလေးရှိအောင်မယ်ခြင်းနဲ့အဲ့မှာသဘောလေးမှာလေးတစ်ချက်ကြည့်လိုက်ပါCJ ဆိုတဲ့ဟာရဲ့တုပ်ရည်ပြုတ် 8ဆိုတဲ့ဟာလေးတွေ့လားတွေ့တယ်နော်အဲ့ဒါဒီတစ်ခုပဲ prostate gland နဲ့ဒီတုပ်ရည်ပြုတ် 8ဆိုတဲ့ဟာတွေပဲသူတို့ကဘာလို့ပြလဲဆိုတော့ကျွန်တော်တို့ထွက်လာတဲ့အမျိုးသားမျိုးစေ့တွေဟာဒီတိုင်းနေလို့ရှိရင်သူတို့အာဟာရမရှိဘူးဒီတိုင်းနေဆိုလို့ရှိရင်သူတို့ချက်ချင်းတိမ်မှာအပြင်ထွက်လာတဲ့ချက်ချင်းတိမ်မှာသူကဘာလို့ပြလဲဆိုတော့ခါကြတော့ဒီ8လေးတွေဘာလို့ပြလဲဆိုတော့ခါကြတော့စပမ်တွေကိုထွက်လာလို့ရှိရင်အာဟာရတွေတော့ကျွေးပေးတာဟုတ်ပြီနော်အပြင်ထွက်သွားပြီဆိုလို့ရှိရင်သူ့အတွက်လိုအပ်တဲ့ပုံမှန်ချက်လေးတွေဒါလေးကထိမ့်သိမ့်ပေးထားတာဟုတ်ပြီနော်โอเคအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့စပမ်အမျိုးသားမျိုးစိတ်တစ်ခါထုတ်ပြီဆိုလို့ရှိရင်ဘယ်လောက်ထုတ်လဲဆိုတော့ခါကျတော့တန်ပေါင်းချီပြီးတော့ထုတ်တယ်တဲ့တန်ပေါင်းချီပြီးတော့ထုတ်တယ်အဲ့မှာတန်ပေါင်းချီပြီးတော့ထုတ်ပြီမဲ့အကုန်လုံးကကောင်းလားဆိုတော့အကုန်လုံးကကောင်းတဲ့မျိုးစိတ်တွေမဟုတ်ဘူးဒီကျွန်တော်ကြော်နေတော့ကြော်ပြလိုက်မယ်ကိုယ့်ဘာသာပြန်ပြီးတော့ပြန်ဖတ်ကြနော်အင်းရောက်ပါစေအဲ့မှာဒီစလိုက်လေးကျွန်တော်တစ်ချက်ကြည့်ပေးပါစရုပ်ထားမြောက်ပြင်းပြင်းသုံးလေးစရုပ်ထားမြောက်ဟာလေးအဲ့ဒီကဘာလဲဆိုတော့ခါကြတော့သတိအောင်ရင်အတွက်အမျိုးသားဘက်မှလိုအပ်ချက်များတယ်
ကျွန်တော်တို့အရင်တော့တွေးတာအများကြီးရှိတယ်အမျိုးသားနဲ့အမျိုးသမီးအမျိုးကိုယ်ဝင်မဆောင်နိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ပြောနေတာအမျိုးသမီးဘက်ကိုပဲကျွန်တော်တို့ပြောလို့ရှိတယ်လူတွေပါဖာငယ်ခလို့ဒီအစီအကန်ကျွန်းအနူလေလောဖာမဟာมีกำลังที่ขึ้นจุนมามีนุจนาคุยเขาเป็นชิมตุนมาข้ามหันมีสแล้วปาปูจงในภาคนี้คนอาจจะเห็นยิ่งชินกันในเวทเขามายิ่งชินพูดจะสิ่งที่เสียจนไอ้มาก็เลยไม่นานอย่างจนรู้อะไรยิ่งชินเลยเนาะสปามายิ่งรู้ชินยิ่งชินเลยอ่ะโซลูชันโชว์เลยเด็ดจะขาโชว์เลยเด็ดสปามายิ่งเป็นยังไง ejaculation ลูกเขาเลยจนเราสปามายิ่งโชว์ลูกชินဒီတစ်ခါကျွန်တော်တို့ကိုအတားဖြစ်မယ်ဖြစ်ဖြစ်အမျိုးသမီးနဲ့နေရမယ်ဖြစ်ဖြစ်ထုတ်လိုက်တဲ့တစ်ခါထုတ်လိုက်တဲ့အချိန်မှာပါသွားတဲ့ spam တွေအကောင့်တွေဘယ်လောက်ရှိလဲဆိုတော့တန်ပေါင်းဆိုပြီးတော့ရှိတယ်တဲ့အဲ့တန်ပေါင်းလေးမှာဒီ95ရာခိုင်နှုန်းအထက်သူတို့ spam ပုံစံလေးကဘယ်လိုရှိလဲဆိုတော့ကြတော့တုပ်ပုံစံလေးနော်တုပ်ပုံစံဒီလိုလေးရှိတယ်အဲ့မှာတော့ပုံစံလေးကသူ့ဟာအရေးသူ့စီမှာပြည့်မီတဲ့အရေးတွေရှိရမယ်ဥပမာအရန်ကြီးတဲ့ခေါင်းအရန်ကြီးတဲ့တုပ်ကိုလည်းရှိမယ်အမီအရန်တူတဲ့တုပ်ကိုလည်းရှိမယ်အမီအရန်ရှိတဲ့တုပ်ကိုလည်းရှိမယ်အဲ့လိုမျိုးနော်ဆိုတော့ခါကျတော့ဒီအရေးချင်းပြည့်မီတဲ့တုပ်ကို85ရာခိုင်နှုန်းရှိမှဒီတယောက်ဒီယောက်ျားတယောက်ကလေးဝေးနိုင်တယ်ဟောအစပါအဆော့မီကအစပါအဆော့မီมาอัสปาอัสวะมีส่งพันอาชามีจีครับว่าส่วนสรีและปังงาอยากให้น้องเอาหล่อฮันน่าเอาสิ่งของฮันมีสิมั่วจนมาหนูเขาจะสิ่งที่บาลูไปเลยสุดท้ายจีอันนี้เนี่ยบาลูไปเลยสุดท้ายจะรอโอ้พาอุตติเดียวมั้ยล่ะพามันเช็คเห็นบุ้มบลูมันถูกเด็กกันสมมติสปามโจตัวอันนี้เลยสิจีอันนี้เลยบาลูไปเลยสุดท้ายจะต้องชาเอาไปอ่ะဒီစပမ်းလေးတွေလှုပ်ရှားလုပ်ပေးတာဒီစပမ်းလေးလှုပ်ရှားလုပ်ပေးတဲ့ခါကျတော့သူတို့ပြီးသွားနိုင်တာပေါ့နော်အဲ့ဒီလှုပ်ရှားမှုကိုဆိုတော့ကျွန်တော်တန်းပေါင်းစီပြီးတော့ထွက်တဲ့စပမ်းအရေးအတွက်ရဲ့50အထက်လှုပ်ရှားနိုင်မှဒီလိုကြောက်ရကလေးမွေးနိုင်တယ်ဟုတ်ပြီနော်တဒါရေးအမိုက်တဲ့အကျိုးခုံကြီးစပမ်းအချောက်နေဇက်50ရာခိုင်နှုန်းအကျုံတဲ့နေ့อันไม่ดีอันโจลิท่าเตียนอันโจลโคลองท่านฝ่ายเขาเวทสิส่วนบางทีถูกขันมาไม่เตะชัดหลอกขันเรียกแต่ไรสปามบลขันจีเขาดีอันนี้ได้เข้ามาเว้ดีสปามดีตัวโคลีเวียชิเกี่ยไหนนะอันนี้ชิโคเกี่ยไหนผู้โกงดีดีหรอเลยดีเอาชาฟ้าทะเลไม่ไหนจะโซเชียลเตะโอเคเนาะโอเคอาสุดเชนကျွန်တော်တို့အဲ့ဒါလေးကျွန်တော်တို့တကယ်လို့တစ်ခါအမျိုးသမီးနဲ့ဆက်ဆံပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဒီထွက်လာတဲ့စပါမှာလေအမျိုးသမီးတာဥအိမ်လေးကိုဘယ်လောက်အချိန်တွင်းမှာရောက်သွားလဲဆိုတော့မိနစ်30တွင်းမှာရောက်သွားတယ်ဟုတ်ပြီနော်တစ်ခါတူနေပြီဆိုလို့ရှိရင်ထွက်လာတဲ့စပါတွေကအမျိုးသမီးရဲ့တာဥလေးရှိတဲ့နေရာမှာမိနစ်30တွင်းရောက်တယ်မို့ဒါပေမဲ့အကုန်လုံးရောက်လာဆိုတဲ့ခါကျတော့မရောက်ဘူးနောက်မှကျွန်တော်တို့တစ်ချက်ပြန်ပြောရမယ်နော်ဒီအဆိုလို့ရှိရင်နောက်တစ်ခုကျွန်တော်တို့အမျိုးသမီးအင်္ဂါတွေကအမျိုးသမီးအင်္ဂါသွားရအောင်နော်အမျိုးသမီးအင်္ဂါဆိုတော့ဒီဘက်ပဲထည့်လိုက်တော့မယ်โอเคအဲဆိုလို့ရှိရင်အမျိုးသမီးအင်္ဂါကိုကျွန်တော်တို့ပုံလေးတစ်ချက်ကြည့်အောင်ပြီးခဲ့တဲ့ခေါက်ကျွန်တော်တို့ဆွေးထားတယ်ထင်တယ်အဲ့ပုံလေးကိုမြင်ကြလားအမျိုးသားကဆိုတော့ကျွန်တော်ပြောရဟိုလုံဆောင်မှုတွေပေါ့နော်ဘယ်ချိန်မှစပြီးဒီလိုမျိုးအမျိုးသားမျိုးစီကိုထုတ်ပေးနိုင်လဲဆိုတော့အမျိုးသားတစ်ယောက်73နှစ်နဲ့14နှစ်ကြာမှသူကဒါကိုထုတ်ပေးနိုင်တဲ့နောက်ပိုင်းမှာသူကဒီအမျိုးသားတစ်ယောက်ကသူစီ androgen လို့ခေါ်တဲ့အမျိုးသားရဲ့ဟော်မုန်းထွက်တယ်ဒီထွက်ပြီးမှအမျိုးသားတစ်ယောက်ကဒီအမွေးတွေဒီခါချင်းအမွေးတွေပဲထွက်လာတော့ပြီးလို့ရှိရင်ဂျိုင်းမွေးတွေဂျိုင်းတဲ့အမွေးတွေထွက်လာတော့ဖြစ်လာတာဟုတ်ပြီနော်မကစီနူးစေးတဲ့စီးကစားတဲ့မင်္ဂလိကြတော့အသက်ပိုဆိုးတယ်ပိုဆိုးပြီးမှသူ့လောက်ဆောင်ချက်ကိုရစတင်တယ်စတဲ့နေ့ကလေစတဲ့တချို့ဆိုရလို့စတဲ့နေ့ကစပြီးတော့ဒီသူ့ရဲ့အမျိုးဥလောက်ဆောင်တဲ့စလို့ရှားတာပေါ့နော်โอเคအဲဆိုလို့ရှိရင်အမျိုးသမီးအင်္ဂါလေးကျွန်တော်တစ်ချက်ကြည့်ရအောင်နော်ဒီနေ့မှာရှိတယ်ဟာအရင်နဲ့ပြောလို့ကျွန်တော်
Akaran to sa tunda kachim mo da kanate. Okay. Mati han dan mo ko min lai. Aso lo shi no ji ya ne le ba tu pwe me. Bai he mati he ta u ai sim. Ta u ai a myo tami a ji bo a na. A myo tami nu a ji bo mo. Myo tami myo sei le shi de ne ya ma tu si ma ta khu na khu so bi shi de. To na chano wei sei lo be ta khu na khu a lo shi de. ဟုတ်ပြီနော်ပြီးလို့ရှိရင်ဒါလေးကြတော့တာဥပြုံလို့ခေါ်တယ်ဒီအချောင်းလေးကပြီးလို့ရှိရင်ဒါကျွန်တော်တို့တက်အိမ်လို့ခေါ်တာတက်အိမ်နော်ကျွန်တော်တို့ကိုဝင်ဆောင်တဲ့ခါကြလို့ရှိရင်ကြီးလာတဲ့ဘိုက်ကြီးကဒီတက်အိမ်အမှသူ့ရဲ့ရေးစားဘယ်လိုရှိလဲဆိုဒီမိုက်ရေးစားလို့ရှိတယ်နော်ကျွန်တော်တို့အမျိုးသမီးတွေဒီမှာဘယ်လိုရှိလဲဆိုဒီမိုက်ရေးစားလို့ရှိရင်ပြီးလို့ရှိရင်ဒါလေးကကျွန်တော်တို့တိန်ခေါင်းဒါလေးကျွန်တော်တို့ရဲ့တိန်ခေါင်းလေးတိန်ခေါင်းဆိုတာဒီတိန်ခေါင်းကန်ဆာကြားဘူးလား တင်ခေါင်းခက်စားတဲ့ table မှာ table ကိုတဲ့အဲ့ဒီတင်ခေါင်းခက်စားဆိုတော့အခုကျွန်တော်တို့မြန်မာနိုင်ငံမှာအမျိုးသမီးတွေရဲ့ကင်ဆာတွေဖြစ်အမျိုးသမီးတွေကင်ဆာကြောင့်တည်တဲ့အမျိုးသမီးတွေကအဓိကအကြောင်းရင်းကဘာလဲဆိုတော့မြေနာကင်ဆာနဲ့ပထမအဆုံးတည်ကြတယ်ဒုတိယကျတော့တင်ခေါင်းခက်စားနဲ့တည်ကြတယ်ကိုတော့မြေနူဘယ်ကင်ဆာဖြစ်ပြီးလာတဲ့တင်ခေါင်းခက်စားရဲ့ဖြစ်ပြီးစကန်နာစီမောမကစီကျွန်တော်ကဒါကြီးကျတော့ကျွန်တော်တို့ပြောတယ်ဗဂျိုင်နာလို့ခေါ်တယ်အမျိုးသမီးရဲ့အိမ်က Okay ပုံလေးတစ်ချက်ပြန်ကြည့်ရအောင်တောက်အိမ်တွေ့တယ်မလားတောက်အိမ်လေးရတာလေးနော်ပြီးလို့ရှိရင်တောက်ဥကျွန်တော်ဆက်ကျွန်တော်ပြောတယ်ဒါလေးနော်ပြီးရင်နောက်တစ်ခုကတအိမ်နိုင်ရဆိုတာဒီတအိမ်လို့ပြောတာဒီတအိမ်ပဲနော် Okay ပြီးလို့ရှိရင်the income ဆိုတာကျွန်တော်ပြောတဲ့အခါလေးနော် the income ဆိုတာပြီးလို့ရှိရင်မွေးလန်းကြောင်းဆိုတာကျွန်တော်ပြောနေတယ်အမျိုးသားနဲ့မျိုးသမီးစုနေတဲ့နေရာ the income ကိုအမျိုးသမီး income ကိုမွေးလန်းကြောင်းလို့ဒီမှာခေါ်ထားတာဟုတ်ပြီဟိုဘက်ပုံမှာကျတော့အမျိုးသမီးရဲ့ဘယ်လိုပြောလဲအကျဉ်းကနေမြင်ရတဲ့ဟာကိုသူကပို့ပြတာဟုတ်ပြီနော်ပြီးလို့ရှိရင်မမျိုးဥကျွေးချင်းကိုကျွန်တော်တို့မမျိုးဥကျွေးချင်းမမျိုးဥကျွေးချင်းဆိုတဲ့အကြောင်းကျွန်တော်ပြောရအောင် လူပေါ်အန်ဂျီရဲ့ဒါချွတ်တယ်နော်ခါအဲ့လိုချင်းထန်လာလိုက်မောဒီလူပေါ်အန်ဂျီရဲ့ဒါချွတ်ဘေးစီအကျွန်းလိုက်ချင်းထန်ခါနူချိုကုမ်လိုက်ခါအစတုကုမ်လိုက်နေရင်မအန်ဂျီတဲ့ရဲတော့တာပဲတဲ့သူတို့ကကြတော့ယောက်ျားလေးထက်ရင်ဆိုးတယ်ယောက်ျားလေးထက်ရင်ဆိုးပြီးတော့ဘယ်လိုဆိုးလဲဆိုတော့ကြတော့ငငယ်တော့ကလေကျွန်တော်တို့ခုနကတည်းက9တန်းလောက်ချောက်ပြီးဆိုလို့ရှိရင်အမျိုးသမီးတန်းလေးမှာအမျိုးသမီးတွေအရင်ပို့ထွားလာအဲ့ထံလည်းဝိုင်းမခါပါဆိုသူတို့ရဲ့လှုပ်ဆောင်သူတို့အင်္ဂါတွေမှာရှိလှုပ်ဆောင်ချက်အရင်ပုံမြင်လို့ဟုတ်ပြီနော် Okay အဲ့ဆိုလို့ရှိရင်သူတို့ဒီကနုပကတ်ကုမ်နေနီအစတလာခတ်ဇူတဲ့စီတဲ့ဆက်ဇူမကာလုံးဟင်တာအမျိုးတာလို့အိမ်လေးအားထုတ်ပေးလဲဆိုတော့ကြတော့estrogen လို့ခေါ်တဲ့အမျိုးသမီးဟော်မုန်းကိုသူကထုတ်ပေးထားတာအမျိုးသမီးဟော်မုန်းကိုထုတ်ပေးထားတယ် ဒီ estrogen ဟော်မုန်းကဘာလို့လုပ်ပေးလဲဆိုတော့ခါကျတော့အမျိုးသမီးတစ်ယောက်အသားရည်လှပဖို့ရယ်ကျင်သားတွေကျင်တွေပဲကြီးဖို့ရယ်ပြီးလို့ရှိရင်သူ့ရဲ့စပင်းတွေဆန်ကြီးတိုင်းထားဖို့ရယ်ပြီးလို့ရှိရင်ဒီ estrogen ဟော်မုန်းစားလို့ရှားပြီဆိုတဲ့အတွက်တိမ်ဘယ်လိုလုပ်လဲတွေးစင်တာလေရည်တည်တာဆိုတော့ဖြစ်ပေါ်လာတာဒီတာဥအိမ်လေးမှာဘာတွေရှိလဲဆိုတော့ခါကျတော့တာဥပေါင်းဒီတာဥအိမ်တော့ခုနေပါတော့နော်အမျိုးသမီးတာဥပေါင်းတသိန်းနီးပါးရှိတယ်တဲ့တသိန်းနီးပါးရှိတယ်ဆိုတော့ခါကျတော့အမျိုးသမီးတစ်ယောက်ကဒီတာဥတွေကိုအကုန်လုံးမျိုးပွားမယ်ဆိုလို့ရှိရင်အမျိုးသမီးတစ်ယောက်လည်းနဲ့လူကလေးတသိန်းမွေးနိုင်တယ်ဆိုတော့ပေါ့နော်ဒါပေမဲ့အကုန်လုံးမျိုးအဲ့တာဥတွေကျွေလားဆိုတော့ခါကျတော့မကျွေဘူးအဲ့ဒီတသိန်းလေးမှာရှိတဲ့ဒီတသိန်းလောက်ရှိတဲ့ဟိုတာဥလေးတွေဘာလို့လဲဆိုတော့သူတို့အစုလိုက်လေးနေကြတယ်အစုလိုက်လေးနေကြတယ်ဒီတစုလေးမှာဘယ်လိုပြောမလဲဒီတစုလေးမှာတာဥ1000ဒီတစုလေးမှာတာဥ900အဲ့လိုမျိုးအစုလိုက်လေးနေကြတာဆိုတော့ခါကျတော့ဒီအုပ်စုလေးကနေတစ်ခုတစ်လတစ်ခါသူတို့ဟိုကြွေကြတယ်ဟုတ်ပြီနော်ဒီခေတ်တစ်ခါကျွန်တော်ပြောတဲ့အချိန်မှာပါတယ်ဆင်းတယ်그때는 내가 지금 이렇게 하더라고. 또 나한테 지금 아톰 빅비 바깥 수업하니까 지금 막 지금 들어오래. 디 아니야 그룹 어디서 마시게 아까운데 알아서 따오래 죄래. 죄비 나와봐야 디데마 죄라고.
ကျွေတွေနောက်ပိုင်းမှာသူကအမျိုးသားတာအမျိုးသားဥလေးအမျိုးသားမျိုးစေ့လေးကိုသူဆောက်တာဆောက်ပြီးဘယ်တော့ကြာအောင်ဆောက်လဲဆိုတော့9ရက်ကြာအောင်သူဆောက်တယ်တကယ်လို့သူမလာ9ရက်သေးမှာအမျိုးသားမျိုးစေ့တွေမလာတော့ဘူးဆိုလို့ရှိရင်ဘာလုပ်လဲဆိုတော့ခါကြတော့အဲ့ဟိုအမျိုးသမီးမျိုးဥလေးကကျွေပြီးတော့တေသွားတယ်တေသွားပြီးတော့လာပေါ်မှာဘာနဲ့လာလဲဆိုတော့သွေးဆင်းပြီးတော့ရာတီကနေပြန်ရာတီပေါ်တယ်ဆိုတာဖြစ်ပေါ်လာတာဟုတ်ပြီနော်အဲ့ဒါမျိုးဥကျွေချင်းဆိုတော့အဲ့ဒါကိုပြောတာအဲ့ဆိုလို့ရှိရင်မျိုးသမီးကြောက်နေတယ်အသက်12နှစ်ကစပြီးတော့မျိုးဥစာကျွေတယ်မျိုးဥစာကျွေတဲ့အကြောင်းရင်းကဘာလဲဘာကြောင့်လဲဆိုတော့ခါကျတော့ estrogen hormone လို့ခေါ်တဲ့အမျိုးသမီးဟော်မုန်းရဲ့လှုပ်ဆောင်ချက်စကျွေတာဟောလူပကတူဦးနေနီအစစ်ထောင်ခံအနုစီနာရီဒရိုထမအထောက်ပြန်ဒရိုထမအထောက်အေมันkan trakat baik atira di lo kan juna bi le juna bo ko tan na se ma estrogen no hormone itu le to ase jon no angan ta to ko bol angan ta no pakat e ado na na ding le dik na ala ta di mi se mo e ma khazen de si se jon ta u jue chen di kan ya di ko ka chin da na ya di la chen so ya ha le de ma ta ya di la ne so ya ha le to e to ya ao to la ta la ho 그럼 정말 나고 또 그래도 소리 치고 뭐 오케이 그럼 나잖아 회사 시에 소비가 좀 베타야 회사 시에 소비가 베타야 베타 비로 지대마 다 오퍼트마이어 소라 묘동 미디어 야디 살라 전내고 오퍼트마이어ကျွန်တော်တို့သတ်မှတ်ရအောင်မတ်လတဲနေဆိုလို့ရှိရင်တော့မတ်လတဲနေဆိုလို့ကျွန်တော်သတ်မှတ်ရအောင်နော်အမျိုးသမီးကြောင့်ယာတီစလာတဲ့နေ့အဲ့ဒါကနေစပြီးတော့14ရက်မြောက်နေ့မှာသူကဘာဖြစ်လဲဆိုတော့ခါကျတော့တာဥလေးကျွေတက်တယ်တဲ့ဆက်မှကျွန်တော်ပြောတဲ့ ovulation လို့ခေါ်တဲ့ကျွန်တော်ဒီဥလေးပေါ့နော်မေရေးခွေးတွေဘာလုပ်တယ်ဆိုတော့ဟာဒီလေးကနေဒီ14ရက်မြောက်နေ့မှာသူကျွေတက်တယ်တဲ့14ရက်နေ့မရောက်မဟုတ်ဘူးဆိုလို့ရှိရင်14ရက်ကနေ18ရက်ကြားထဲမှာအဲ့ဒီအမျိုးသမီးဥလေးကကျွေတယ်တဲ့လူဘတ်အတီရတ်အင်းနလေဒီနာအစလာဝတ်နလေနီအင်းနလေစရီနာဟန်နူချီဒီခါတိုင်ကချမီမကာဒိုနူချီဒီခါချွာအေးစေနူချီဒီခါမကာဟဲ့အချွာအေးကတော့အစေတော့မကာပေါ်ပေါ်ဟဲ့အချောခါပေါ်ပေါ်ဟဲ့အချောအေးစေအချောအေးပါချီဒီခါနာယောက်ျားအမျိုးစိတ်လေးကိုစောင့်တယ်သူကဘယ်နှစ်ရက်ကြာအောင်စောင့်လဲဆိုတော့ကျတော့3ရက်ကနေ9ရက်ကြာအောင်သူစောင့်တယ်ဟုတ်ပြီနော်3ရက်ကနေ9ရက်ကြာအောင်စောင့်တယ်ဒါကြတော့ကျွန်တော် ovulation လို့ခေါ်ကျွန်တော်တာဥကျွေးခြင်းဆိုတာဘယ်ဟာဖြစ်နေရမှာဖြစ်လဲဆိုတော့ကျတော့ဒီတာဥအိမ်မှာပဲဖြစ်နေတာနှုတ်ဆက်မှာလည်းချင်ပြီးတော့လူကြီးအချောကတည်းကဆိုတော့လူကြီးအတူနာပြင်းတယ်တဲ့အချောမိစေမှာတော့လည်းသင်တဲ့တော့ဘယ်ဒီစွန်းအဲ့ဒီကြောတွင်းမှာဒီပထမနှစ်ပတ်တွင်းမှာပေါ့နော်တအိမ်ကမလုပ်ပေးလဲဆိုတော့ခါကြတော့တကယ်လို့များဒီကျွေသွားတဲ့ဥလေးကအမျိုးသားမျိုးစိတ်လေးနဲ့တွေ့သွားပြီဆိုလို့ရှိရင်တရေများအောင်ခဲ့ပြီဆိုလို့ရှိရင်အောင်သွားတဲ့တရေလေးကိုသူတို့ကောင်းကောင်းမွန်လေးနဲ့လက်ခံလို့ရအောင်လေးထွေးထွေးလေးနဲ့သူတို့လက်ခံလို့ရအောင်ဆိုပြီးဒီနားမှာမလုပ်လဲဆိုတော့ခါကြတွေးကြောမြင်တသေးလေးတွေနဲ့သူတို့အထွာလေးဆောက်ထားတယ်ကျွန်တော်တို့ဆွမ်းနာကျွန်တော်ပြတဲ့အိမ်နိုင်ရင်ဆွဲထားတာလေတဲ့အိမ်နိုင်ရင်ဆွဲနေရလေးပါအဲ့ဒီအထွာလေးတွေကထွက်လာတာဟုတ်ပြီနော်မခစီတဲ့စစ်ချက်ချွန်းမအေတာဦးအိမ်ချုံငယ်နူဂျီအထွာလေးဝခန့်မကတော့တဲ့အိမ်ချုံနောက်အိမ်ချုံဟာတဲ့တော့ဘယ်စစ်ချက်အချောမီနူချီဒီကပါချီဟအတုံဆွဲပင်ပန်းအစီအဟန်ကျွန်းတဲ့လိုက်နောက်ဒီကထားတဲ့ဘက်ဖုန်းလိုက်တင်ဒါဆိုရင်တရှိဖားတဲ့နေနေတယ်ခနာတော့ပဲအဲ့ချိန်မှာဒါမဲ့ကျွန်တော်ပြောရဲဒီ14ရက်နေ့ဒါလို့ရှိရင်12ရက်ကနေ18ရက်ကြားထဲမှာကျွေသွားတဲ့အမျိုးသမီးဥလေးကကျွေတယ်ကျွေတော့ကျွေတယ်ဒါမဲ့အမျိုးသားနဲ့သူ့ရဲ့ဖူးစာနဲ့မတွေ့ရဘူးဆိုတော့ကကြာ9ရက်ကြာတဲ့ခါကျလို့ရှိရင်သူအတီဒီအခါဒီစစ်ဆက်ကျွန်တော်မှစမ်းလိုက်တော့မအချောမီဦးသိခတဲ့မှစမ်းလိုက်တော့ကျွန်မကတော့ဒီတေးသွားတဲ့အတွက်ဒီထဲမှာတအိမ်လေးမှာရှိတယ်သူတို့တိဆောက်ထားတဲ့ဒီအထွာလေးတွေလည်းဘာမှအသုံးမဝင်တော့ဘူးဆိုတော့ခါကျသူတို့လည်းဘာလုပ်လဲဆိုတော့ခါကျတော့အကုန်လုံးကျွေချသွားတာကျွ
追抓比如把那拿来说的话，就是那些实验里那把把那拿来说的话，然后就那种标的压低拉线嘛，特别你看啊，错，哎，就是压低拉线的，啊错，那这样的话就这样子，这个那这样嘛，မျိုးသမီးတွေအရင်ရေးကြည့်တယ် Okay အဲ့ဆိုလို့ကျွန်တော်တို့တစ်ပတ်မှာတစ်လမှာ၄ပတ်ရှိရတော့သဘောထားရအောင်နော်တစ်လမှာ၄ပတ်ရှိပြီးတော့ပထမဆုံးလာသွားတဲ့ရာသီပထမရက်နေ့ကနေ14ရက်ကိုဒီကြားထဲမှာထားရမယ်ဆိုတော့ခါကျတော့ဒီရာသီလာပြီးတော့ဒုတိယမြောက်နဲ့တတိယမြောက်နေ့မှာအတူတူနေတယ်ဆိုလို့ရှိရင်ကလေးဝင်းနိုင်ဖို့ပို့ပြီးတော့ရခိုင်လုံးပုံများတယ်ဒီတော့TRNI top mungkin dilai azar minat le azar sunna ha maka le sik sia jun ma minu kha na apoi ko na ding ti nu le ba ti si afan jun ma na kan ni kana ko na ding ko I sam le an ngai lai mo azar khat na le azar ni na ti si afan jun na ko na ding chance ka to de e se mo ba sa sa no pyo le di 14ရက်ကိုသူကတာအုပ်လေးကျွေးတယ်ဆိုတော့ခါကျတော့ဒီကြားထဲမှာတူတူနေတယ်ဆိုလို့ရှိရင်ကလေးဝင်းနိုင်မှု chance ပိုများတယ်ဟုတ်ပြီနော်အဲဆိုလို့ရှိရင်အဲ့ဒါကျွန်တော်တို့ရက်ဆောင်ဒီလိုကလေးမွေးချင်ဘူးဒါပေမဲ့အတူတူနေချင်တယ်ဆိုလို့ရှိရင်ဘေးရက်တွေမှာအတူတူနေလို့ရတယ်ဆိုတော့ခါကျတော့ရာတီလာပြီးတော့ပထမပတ်မှာရာတီလာပြီးတော့စရုပ်လာပတ်မှာတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ရာတီမလာခင်ပထမပတ်နဲ့ရာတီလာပြီးပထမပတ်အတူတူနေတယ်ဆိုလို့ရှိရင်အဲ့ဒါကလေးမွေးနိုင်ဘူးကလေးမွေးနိုင်ဖို့အခွင့်အရေးပိုနေတယ်Makamu de sitwasyon kalenda metat kanti ya shamta se chani anaပြောချင်တာမောမခကျွန်တော်တို့အနေနဲ့ဒီတာဆက်ချာနီဆေးတွေလည်းမတောက်နိုင်ဘူးဆေးတွေလည်းမထိုးနိုင်ဘူးတာဆက်ချာနီလည်းမသုံးနိုင်ဘူးဆိုလို့ရှိရင်ဒီဆွမ်းနာကျွန်တော်ပြောရရက်ရှောင်တာဆက်ချာနီကိုသုံးလို့ရတယ်မော Okay တကယ်အဲ့ဆိုလို့ကျွန်တော်တို့ကလေးမွေးတဲ့အကြောင်းလေးရင်သွားရအောင်ကလေးဆွမ်းနာကျွန်တော်ဒီရက်ထွက်လာတဲ့တာဦးလေးကသားဦးလေးကဆွမ်းနာကျွန်တော်ပြောတဲ့အမျိုးသားဦးလေးနဲ့တွေ့သွားပြီဆိုတော့ခါကျတော့ဘာဖြစ်သွားပြီလဲဆိုတော့ခါကျတော့မျိုးအောင်သွားပြီအမျိုးအောင်သွားပြီမတ်နိုင်တဲ့ချီမီတာဦးသေးလဲပါကြည့်နုကြည့်လဲပါကြည့်ဒီကအဲ့ဒီတော့တိအခန်းဒီတဲ့စံတစီအကျွန်းဒီလိုက်ဖာတီအစီအစဉ်နောက်တီအစီအစဉ်ဒီကြီးရအစီအမီနောက်တီကတဲ့စံတစီအကျွန်း This niruknak ni ahin now in sunga panto ni kasi niruknak ni chow yam yaw ni ma di ang toa the day ga the aim ni wan toa bi yo toa kat ni la the aim so na chon ro pyo le di hwa li ni ma no toa kat ni le toa kat bi yo to ba lo le so kha ja ro tan a tim sang the lai sa bi lo tu ye lo sang so bi le tu le sa po la bi man kan de sim se chon tonight Asim binati kana insum abanti no ha dida to abi sia chun now kan nge tia khan now bilong sok lo so mai achin le pare na sam da bo ata ma ko le kan jin jun chang ka ata ve alam kan de si sia chun anu sin ne ba jme ala khola ka ni za ho lo pi tu se alai shi kamo alai shi kan alam ka ape man kan anu sin kan si kan mo ba jme ala ni se သူ့ရဲ့အချင်းကျွန်တော်တို့ပြောနေတဲ့ကလေးတွေထွက်တယ်ဆိုလို့ရှိရင်ကလေးကြီးပဲထွက်တာမဟုတ်ဘူးအချင်းတွေလည်းပါလာတယ်အချင်းရဲ့ဘာလို့ပြီးလဲဆိုတော့ခါကျတော့အမျိုးသမီးနိုင်ငံမှာဒီအချင်းကြီးကဒီလိုသွားကတ်တာအမျိုးသမီးရဲ့တအိမ်နိုင်ငံဆိုလို့ရှိရင်ဒီအချင်းကဒီလိုသွားကတ်တယ်သွားကတ်ပြီးတော့ဘာလို့လဲဆိုတော့ခါကျတော့ကလေးလေးတွေလိုအပ်တဲ့အစာအာဟာရတွေကိုအမျိုးအမေရဲ့သွေးရတဲ့ဆင်ဆုပ်ပေးတာဆုပ်ပေးပြီးတော့အဲ့ကလေးလေးကလိုအပ်တဲ့အာဟာရတွေကိုဒီသူ့ရဲ့ချက်ကျိုးကနေရတာမောအဲ့နဲ့ဒီစပြီးအောင်လေကလေးလေးကဘာဖြစ်လဲဆိုတော့ခါကျတော့ကျွန်တော်တို့တဖြည်းဖြည်းထွာလာတယ်ပြီးတော့ဘလို့ဒီကိုကျွန်တော်ဒီအမျိုးသမီးတရားကိုဝင်ဆောင်တာဆိုတာဘလို့သိနိုင်လဲဆိုတော့ခါကျလို့ရှိရင်ဒီတာဦးလေးအောင်သွားပြီမလားအောင်သွားပြီဆိုတော့ခါကျတော့ယာတီလာဆရာမရှိတော့ဘူးကျွန်တော်ယာတီလာလဲဆိုတော့ကျွန်တော်တို့တာဦးလေးဆုံးသွားလို့တည်သွားလို့ကျွန်တော်တို့ပြောတာနော်မာတီတနိုင်Nupakat karena aku pun tentu itu nak apresiasi aja, acara dalam dia acara dalam saya tu naik ke sini, acara minta nu jika acara dalam akan acara di kau dalam,
မောမတိခန်မြို့သမီးတောက်ကိုဆောင်ပြီးဆိုလို့ရှိရင်ပထမအဆုံးအနေနဲ့ရသူ့ရဲ့ယာတီမလာတော့ချီအချီရတယ်တော့မောလာသူစီမလာတဲ့ယာတီကဒီလာမှာသူယာတီမလာတော့သူထားစစီရတယ်တော့ကျွန်းဘာဖတ်တဲ့ဆော့ပ်စီကျွန်းHCG ဟိုမုံသမီးမှန်လေအချင်းအစံမှန်လေအထမ်းအစံဟာတေးရင်းမီနေရာတေးခန့်မဟိုမုံဟဲ့ဆော့ပြมาหัวมงที่อัดชอบอย่างนั้นมาหัวมงจะได้สิเสร็จจนอันนี้สิตัวนี้อปองอัดชอบมีแค่มาหัวมงที่อันสิอย่างนี้สิจนเราหัวมิวตัวนี้ด้วยหัวชาวซีรีส์แบบสิเดินมาละตัวชาวเลยเนี่ยတွေ့ဘူးလားတွေ့ဘူးလေနော်အဲ့မှာနှစ်ချောင်းပေါ်တယ်ဆိုလို့ရှိရင်ဒီမျိုးသမီးတွေကကိုယ်ဝင်ဆောင်နေလို့ပြောတယ်ဒါပေမဲ့တစ်ချောင်းပဲပေါ်လို့ဆိုလို့ရှိရင်ကိုယ်မဆောင်သေးဘူးလို့ပြောတယ်ဟုတ်ပြီနော်အဲ့အကြောင်းလေးဘာကြောင့်လဲဆိုတော့ဒါကျွန်တော်ပြောနေတယ် HCG ဟိုမုန်းကြောင့်သူအဲ့လိုလေးဖြစ်တာအဲ့ဆိုလို့ရှိရင်ဒီကလေးလေးကတတိအောင်တဲ့ကလေးတတိလေးကစပြီးတော့ထွာလာပြီးတော့3လအတွင်းမှာပထမ3လအတွင်းမှာဘာလုပ်လဲဆိုတော့ခါကျတော့သူ့ရဲ့ကလေးတစ်ယောက်အနေနဲ့ခြေလက်အင်္ဂါကိုအင်္ဂါတွေအကုန်လုံးပြည့်စုံအောင်သူကဒီ3လအတွင်းမှာဆွမ်းဆောင်လိုက်တာအထံကထုံးစုံလာရင်မနာတေကအကွတ်အပြေအပုံစုံအုံးနေတဲ့အပုံစုံအုံးတဲ့အမှုအတားတဲ့အချောဖြစ်တဲ့အချင်းအလုံးမှာပဲကအထံဒီအဲ့ဆိုလို့ရှိရင်ပထမ3လအတွင်းမှာဒီကလေးကအင်္ဂါနဲ့ပြည့်စုံသွားပြီကိုလည်းအင်္ဂါလေးနဲ့ပြည့်စုံသွားပြီဆိုတော့ခါကျတော့မချက်ပကတိကအထံတော့ဒီကထုံပထမ3လကအဇီချီတော့ဂျာအစီအစွန်းဒူပကတ်ကမလျောအထံတော့ဒီကထုံဆုံးလာတဲ့ဟိုင်ဇိုဆွဲစီဒီပတ်ဆွဲဆဲခံတဲ့မအခုကျေတော့အထံစမလျောစတဲ့ခံမနာဒေခါအပုံကန်းစင်းနေနာစင်တော့ဒီပထမ3လအရင်ရေးကြည့်တယ်တကယ်လို့ဒီပထမ3လမှာအမျိုးသမီးအဲ့ကိုယ်ဆောင်အမျိုးသမီးတွေနဲ့ခြားတာတော့ရှိတယ်ဆိုလို့ရှိရင်ဒီကလေးလေးကသူ့ရဲ့ခန္ဓာကိုယ်ဝိဇ္ဇာတွေဇီဝတွေဖွံ့ဖြိုးတဲ့ချိန်မလို့ခြေလက်တွေပါဖွံ့ဖြိုးတဲ့ချိန်မလို့တကယ်လို့ဖြားတယ်ဆိုလို့ရှိရင်ခြေလက်မတန်ဆန်းလို့အဲ့လိုထွက်နိုင်တယ်အဲ့ဆိုတော့ပထမ3လအရင်ရေးကြည့်နော်ဆိုတော့ခါကျတော့ကျွန်တော်တို့ဒါလေးမှထားစေချင်တယ်ဒီပထမ3လမှာပါလို့အဲ့လဲဆိုတော့ခါကျတော့ကျွန်တော်တို့ folic acid ဆိုတဲ့ဆေးစားပေးရတယ်ဒီ folic acid ဒါလေးကိုမှတ်ထားပေးပါfolic acid C တဲ့စီတစီအကျုံဖတ်ချက်တဲ့အချောခုနာနေဖတ်ချက်တဲ့အပူအဆာဆက်ခုနာတင်စားအစီဂျီတုနေစေဒီကစားပိကကျုံ tier from ဒီကနေ့တော့ခံဖတ်ချက်တဲ့အဆာဆက်နာတင်စား folic acid အစီဂျီမိစေမောဒီကလေးလေးတယောက်ထွားနိုင်မှုရအတွက်အဓိကလိုအပ်တဲ့အာဟာရဓာတ်တွေပါလဲဆိုတော့ folic acid အရင်ရေးကြည့်ပါလေလို့အဲ့ဒီကလေးလေးကကျွန်တော်တို့နောက်ဆုံးဆွမ်းနာကျွန်တော်ဝေတဲ့အဲ့ဒါတွေပါလေနောက်ဆုံးဆိုင်တွေမှာရှိလိုက်မယ်ဒီပုံလေးတစ်ချက်ကြည့်ပါဦးတွေ့ကြလားအဲ့ကျွန်တော်ကလေးတယောက်ဘလို့ကိုယ်တရေအောင်ပြီးတော့ထွားလဲဆိုတာဟာလေးပြတာဒီမှာကျွန်တော်ပြန်ပြောမယ်ဆိုတော့ပြည့်ချင်းထားတဲ့ဆေးဖန်ဆိုပါကြည့်တဲ့လူကြည့်တွေပေါ့ဒီအမျိုးသားဥရဲ့အမျိုးသမီးဥတွေတွေ့ပြီးတော့ဒီမှာတအိမ်လေးမှာဆွမ်းနာကျွန်တော်ပြောတဲ့ဒီသားဥအိမ်ခင်းသားလေးမှာသူတို့မျိုးအောင်တယ်မျိုးအောင်ပြီးတော့ပဲမှာတအိမ်လေးရောက်လာတယ်တအိမ်လေးရောက်လာပြီးတော့ဒါလေးကပထမ3လဟုတ်ပြီနော်ဒီဒုတိယပုံလေးကပထမ3လအတွင်းမှာဆိုလို့ရှိရင်ကလေးလေးကကိုယ်နဲ့အင်တာပြည့်စုံသွားပြီကလေးရဲ့ဗနေရက်မှာကလေးကိုယ်ဆောင်ဘယ်လောက်ရှာလဲနောက်ဆက်တော့ကိုလာနော်ကျွန်တော်ခါကျပထမ3လအရင်ရေးကြည့်ပါတယ်ဒီလိုပထမ3လမှာကျွန်တော်ပြောမှာဒီအမေတယောက်ဖြားတယ်လို့စင်ဖတ်တော့မိတာဟိုပါရှိတယ်ဆိုလို့ရှိရင်ကလေးလေးကကိုလည်းအင်္ဂါမပြည့်စုံတာဖြစ်ကောင်းဖြစ်နိုင်တယ်မောဘာတိခန်အချမ်းလေးစခွာစင်ဝခန်ဟာစတိကျော်ဆောမောဒီမာတိခန်နောက်ပေါ်လေဝစေပေါ်တာImagine den Sie kann zu sehen, das ist dünn. Na, wo Leo Sie kann zu die Leute mit der mal gucken sagen die Roma, gucken sagen die Roma, was für mich so hat er auch. Durch Szene, durch eine Szene, am Jahr ist Szene, eine Szene so los. Leute mit der mal, wo man keine gucken sagen, sind viel auch schon eine. အရင်ရေးကြည့်တယ်ဆရာဝန်စီပြရတယ်ပြီးလို့ရှိရင်ဒီမျိုးသမီးတယောက်ကအရင်ကောင်းမှုတယ်အရင်အန်ချင်တယ်မျက်နှာတွေပါပေါ်တယ်ဆိုလို့ရှိရင်အဲ့ဒါတွေအရင်ကြောက်ဖို့ကောင်းတယ်ပြီးလို့ရှိရင်အမျိုးသမီးတယောက်အနေနဲ့
cô sau này ông mà tất toa là hiện phục độ mô phục độ hay là sự sơ sản xuất mà các chị em không mấy xe anh nuôi giống chị khẩu hoặc xe giống chị khẩu ý mà thế là anh chim tôi anh chim cái chỗ đây cái này nào bồi liệu ấy chị tôi có đẹp thì anh đẹp mà nó khăn anh dễ phân kiểu vậy đâu bây giờ không sợ đó thì tôi mặc lá chị anh đẹp mình thì mình khá nào giả cho chị mình mấy xe một tuy cái sự suy nào mà cái lý trở nhà cái gì không biết nó sau đó chúng tôi sẽ nói cho nó cho cái mà nên phần lâu mình mà rất là hơi cao mấy chuyện là gì đó bạn thì sumin sẽ folic acid mo sumin bạn thì khi học sẽ nu nào ăn bùi chẳng từ trong cả sẽ có chút nào ăn bùi này mình mà hay tin việc của cha mo mà ăn bùi sẽ vẫn chuẩn học sẽ có thay đổi làm kinh tế cho phòng là đi nghỉ sinh hoạt trồng nhà tại